အားလုံးပဲမင်္ဂလာပါဒီနေ့မှာကြတော့လာပြောမဲ့တတင်ကတော့ဘာတတင်လဲဆိုရင်လော့ထန်နဲ့1ချန်ပီယံဘောချတွေပေါ့နော်သူတို့နဲ့ရောက်ကိုဘယ်လိုမျိုးပြဿနာတက်ခဲ့လဲဆိုရင်ကျွန်တော်ကြားသိရတယ်လားကျွန်တော်ရဲ့ညီကောင်မောင်နှမတွေလာပြောပြချင်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံအောင်ကြည့်စုပေးပါလို့ပြောချင်ပါတယ်ပထမပိုင်းပြောမှာကဘာရေးလဲဆိုရင်မီစုလိုက်လဲဆိုရင်လော့ထန်မီသွားစုရတာအဲ့ဒါမီးရတအားလောင်လာတော့ဝန်ကလည်းမခံနိုင်တော့အဲ့လိုစကားတွေနဲ့ပများလာစစချင်းမှာတော့လော့ထန်ကသူပို့ပြီးခဏသူတင်တယ်အဲ့လိုမျိုးပို့ပြီးခဏတင်တယ်တခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်အဲ့လိုပေါ့စားဝန်ကလည်းမခံမရနိုင်တော့သူတတိအမြဲတမ်းပေးခဲ့တယ်လော့ထန်ကိုလော့ထန်ပဲလို့မျိုးပြောလဲသူပို့တယ်မှဆိုရင်စာချုပ်ကချုပ်ထားတာကြာပြီချုပ်ထားတာ2020တော့ကချုပ်ထားတာသူတောင်းကြည့်တာပေါ့စာချုပ်လေးပါလေသူတောင်းကြည့်တော့ဘယ်နှစ်နေ့လဲမသိသူပြန်ကြည့်ရပါတယ်2025လားအေးချိန်မှာသူပြန်ရပါစာချုပ်စာတမ်းကတိုက်ပြီးတော့မပြောချင်ပါဖြစ်လဲဆိုရင်ကိုတိုက်ပြီးနားမလဲအေးကိစ္စမှာတကယ်လို့ကိုပြောမှပါလို့ဆိုရင်မကောင်းဘူးနော်ပြောချင်တာဒီလော့ထန်လဲသူဝမ်းမှာသူအမှန်တကယ်တော့လော့ထန်ကဝမ်းကိုကျေးဇူးစင်လို့ပြောရမယ်ဘယ်လိုမျိုးလဲဆိုရင်သူဘဝဘာတစ်ခုမှမသိတဲ့အခါမှာသူဝမ်းကိုပဲသူဘဝတစ်ခုလုံးပြောင်းလဲသွားတာအဲ့ဒါလေးကိုလော့ထန်ကလေတုံညံကနေလာတာအခုချိန်မှာသူဘောစီတယောက်လိုပဲသူတပွဲထွေးမနေရတယ်ဒါမဲ့ကျွန်တော်ကပြောချင်တာသူကျေးဇူးကံပါတယ်ဟိုဝမ်းကိုသူကျေးဇူးကံပါလို့ဝမ်းကလည်းတကယ်လောက်ရင်တော့လောထမ်းမလွယ်ဒီပွဲမှာတော့ဘယ်သူနိုင်မလဲဘယ်သူဆုံးမလဲဆိုရင်အဲ့ဒါလေးကိုမဦးစားပေးခြင်းဘာဖြစ်လဲဆိုရင်တရားနဲ့တရားပြလေးနဲ့ကောင်းပြလေးနဲ့ပြောရင်ပိုကောင်းတယ်ဘာဖြစ်လဲဆိုရင်အမုန်းတရားတွေပွားလာမယ်တစ်ဖက်သားကြည့်ရင်အမုန်းတရားတွေပွားလာမယ်အဲ့လိုပုံစံမျိုးကျွန်တော်အဖြစ်ချင်းစိုးဆိုရင်တရားနဲ့တရားချစ်ခင်ပြလေးနဲ့ပြောကြရင်ပို့ပြီးတော့ကောင်းတယ်ခဏကြရင်လောထန်နဲ့ဘောချတွေရတက်ခဲလို့တိုင်လောက်ရမယ်ဘာဖြစ်လဲဆိုရင်သူတို့နေရအခုချိန်ရံဖြစ်တာပါတရားနဲ့တရားပွားလာပြီအဲ့ဒါလေးကိုလာပြောပြချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံအောင်ကြည့်စုပေးတဲ့အတွက်အားလုံးကျေးဇူးတင်တယ်ဘိုင်ဘိုင်